မှာဆိုရင်တော့ကျွန်တော်ကဒီလင်းကိုဆော့ပြောင်းရဖြစ်ပါတယ်။ဥပမာလို့ဆိုရင်တော့ကျွန်တော်ဒီလိုလင်းကိုမဆော့ပေမဲ့အခုတော့စေကောပါမှာလာမှန်းထားတယ်ကျွန်တော်ဆော့ပြရဖြစ်ပါတယ်ဗျ။ပူပြဟဲတိုင်းကျွန်တော်ကတော့သွားတည်ရပါဗျ။တိတ်တော့ဆော့တတ်ပါဘူးဗျ။ပူပြထိုင်တိုင်းတော့ကျွန်တော်ကအဲ့စပွဲနားမှာမတက်ရနေကျွန်တော်ကအစားရပူရတက်တာပေါ့။အဲ့ကျွန်တော်လည်းသွားပြီးမတက်ရလိုက်တိုင်း 1 hour later အဲ့ချိန်မှာသိလိုက်ရတာကျွန်တော်မှ level max ပါပြီဆိုတော့ rebel လုပ်ရမှာဗျ။ rebel လုပ်မယ့်ဟာကိုကျွန်တော်မသိဘဲနဲ့7 minute တော့အိုင်နာလေးမှာမတက်ကြီးရပြီးတော့ရိုင်းထားတာဗျ။အဲ့လိုပဲ rebel လုပ်တဲ့အချိန်မှာကျွန်တော်ကပင်းချုပ်သွားပါတယ်ဒီကုစုပြတ်သွားပါတယ်။အဲ့ကျွန်တော်လည်းဒီနားလေးမှာမတက်ကလေးပြန်ရက်နေလိုက်ပါတယ်။လုံးနဲ့ကျွန်တော် level 5ရောက်သွားပြီ level 6လည်းရောက်ပြီဆိုတော့ကျွန်တော်ခုံးတဲ့နေရာကိုသွားရမယ်။နားနေမှာရှိတဲ့တွေအနေနဲ့ပြည့်နေပါဆိုကျွန်တော်ဗီဒီယိုလေးကိုမြန်ထားရပါဗျ။အဲ့ဒါကြက်ပောင်ဝဲခဲ့လိုက်ပါရင်ကြက်ပောင်ဝဲခဲ့တယ်ဆက်ပြီးခုံပါတယ်။အဲ့ဒါနောက်ထပ်တစ်ခုဝဲရလိုက်ဒါလေးတော့မသိအောင်ဟောတော်တယ်။အားလေးလည်းဝဲခဲ့လိုက်ပါတယ်။အားလေးဝဲနေတော့အများကြီးလိုက်တယ်။အဲ့လိုနေမယ်ကျွန်တော် level 18တောင်းရောက်သွားပါတယ်။ဒီဘောစကင်းရပါရုံနဲ့ဟိုက်ပါအဲ့လိုကျွန်တော်ထပ်ပြီးခုံမလုပ်ပါတယ်ဒီနေရာလေးလိုနေရာလေးဆိုတော့ကျွန်တော်ဟွာပဲလုပ်ထိုင်ပါတယ်ကျွန်တော်ကအဲ့လိုခုံတဲ့နေရာလေးမှာဆိုတော့ဗီဒီယိုအမြင်ကြည့်ထိုင်နေပြကြီးရဲ့လူတွေအနေနဲ့ပြင်းမှာဆိုလို့ရည့်ထိုင်ကြပါဗျာလို့နေရင်ကျွန်တော်နောက်ထပ်တစ်စင်းရောက်ဖို့15 kilo ရဲ့ဆိုတော့ကျွန်တော်ဆက်ပြီးတော့ပဲရေးလိုက်ခုံလိုက်လုပ်ပါတယ်အဲ့မှာအထူးကြောင့်ညောပါဝယ်ခဲ့လိုက်ပါတယ်အဲ့နဲ့တော့တစ်ခါလဲရှောင်းရင်32တောင်တက်တာဗျ2000 years later ဥပမာဆိုရင်တော့ကျွန်တော် level ကို31ထိပါရောက်သွားပါပြီဟိုပြောနေ32တက်သွားပါပြီအဲ့ရနောက်ထပ်တစ်စင်းကိုဘာဝင်ကောင်းအောင်ကြည့်ပါရဲ့ဒီဗီဒီယိုကကျွန်တော်အကြိုက်လို့မကောင်းပါဆိုလို့ဟိုနောက်ဆုံးကအာလူပြောလာပဲအဲ့လောက်ကြီးပဲဝေပြီးတော့ဆော့ပြရအောင်မယ်ထုံးတဲ့နာမည်ကျွန်တော်မြင်ရစ်ပြီးတော့ခုံပြလိုက်ပါဗျာကျွန်တော် level ဆက်ပြီးတော့တင်လိုက်ပါတယ်။အဲ့ကျွန်တော် level 30ရှစ်လည်းရောက်သွားပါပြီ။လူဆိုရင်เนี่ยမှာကျွန်တော်ဖုန်းကရဲနင်းသိပြီးတော့ကောင်းတာမှုတဲ့အတွက်ဗီဒီယိုလေးထည့်တာချင်းတောင်းပန်ပါရဲ့ဗျ။ခုံမြင်တော့ပြီးတော့ပါဟုတ်တယ်ဗျပြီးသွားပြီဒီကခုံလိုက်လားကျွန်တော်ရှိမှပြောရလို့ပဲအာဒီကျော်လေးဝယ်ပြီးတော့ဆိုရင်းပြီးတော့တော့ပါပဲနောက်ဆုံးရင်